ထိုင်းတွေကိုဘလို့နိုင်ထိုးရမယ်ဆိုတာတင်ပေးသွားတဲ့ Alicia Rodriguez အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sport World Facebook TikTok YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ Alicia Rodriguez ကတော့ပတ်ကြီးကြကို split decision နဲ့အနိုင်ရရှိသွားပြီဖြစ်ပါတယ်ဗျဒီပွဲကတကယ်ကိုကြီးလို့ကောင်းခဲ့တဲ့ပွဲကျွန်တော်ကြီးခဲ့တဲ့အမျိုးသမီးပွဲတွေထဲမှာဒီပွဲလောက်စိတ်လှုပ်ရှားပြအားကောင်းတဲ့ပွဲကျွန်တော်တစ်ခါမှမတွေ့ဘူးဗျတကယ်ကောင်းတဲ့ Champion ရွက်လူပွဲပါဗျပထမဆုံးအနေနဲ့ဒီပွဲမှာကျွန်တော်ကြိုက်ခဲ့တာကတော့ Alicia Rodriguez ကဝေတိုင်းကိုဘယ်လိုဆွဲရမလဲဆိုတာကောင်းကောင်းချပြသွားတယ်ဗျပွဲမှာသူထိုးခဲ့တဲ့ style တွေကအရင်ကောင်းခဲ့တယ်ဗျာ Alicia Rodriguez ကိုအစားဆုံးကကျွန်တော်ကသူ့ရဲ့ညာဝိုက်လက်သီးလောက်ပဲကောင်းနေတယ်နေတာဗျာအမှန်မှန်တော့သူကမွေထိုင်းမီးစနစ်ကိုညင်ညင်ညွန်ညွန်တကယ်ကြီးညက်တဲ့ fighter တယောက်ဆိုတာကျွန်တော်နားလည်သွားတယ်ဗျာဒီပွဲမှာပဲကြီးချလို့ kickboxing champion ကိုတော့သူကမွေထိုင်းဆိုတာဒီလိုကစားရဲဆိုပြီးချပြတယ်လို့တော့ကျွန်တော်အနေနဲ့ထင်ခဲ့ရတယ်ဗျာဘာလို့လဲဆိုတော့ stage တွေမှာတိုက်တဲ့လူတွေကလုံးဝ amazing ဗျာလူတွေကြောင့်ပဲဒီပွဲရဲ့ရလက်က Alicia Rodriguez ကိုနိုင်စီခဲ့တယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဒူးရမယ်လားဆိုတော့တောင်ရိုက်ချက်တွေကလည်းကြောက်ဖို့ကောင်းတယ်ဗျာတကယ် perfect ဖြစ်တဲ့ fighter ဆိုတာဒီလို fighter ကိုပြောတာကဲပွဲအကြောင်းလေးပြောလိုက်ကြအောင်ဗျာပထမအချီမှာတော့က Alicia Rodriguez နဲ့ဒီကွက်နဲ့ပတ်ကြီးကြတို့ကတယောက်နဲ့တယောက်တန်းစစ်နေကြတယ်ဗျာအဲ့အကြောင်း low kick လေးတယောက်ချက်စီကန်နေပြီးရင်ကောင်းတာViolet D ရထိုးတယ်ဒီလောက်ပဲဗျပထမချီကဘာမှထူးထူးလုံးပြမသွားဘူးပထမချီမှာတယောက်နဲ့တယောက်သွေးပူလေးချင်းဆင်းတယ်လို့ပဲအသားအရာလေးစော်သွားတယ်ဘာမှစလဲဆိုရင်ဒုတိယအချီမှာပြန်စပြီဗျအချိန်မှာပတ်ကြီးချက်ကကစ်တွေစကန်လာတယ်စာပိုင်းတော့ Alicia Rodriguez ကသူ့ပြန်ကိုကန်နဲ့ပြန်ကန်ရင်တစ်ချက်မှာကြောင်းနဲ့တယောက် right hook လက် hook ကန်ဆွဲကြတယ်ဗျာချက်ပတ်ကြီးချကန်လိုက်တဲ့ချိန် Alicia Rodriguez ရဲ့ဘယ်ဘက်ထောက်ချီကိုထိသွားတာ Alicia Rodriguez ချက်ပါလွဲသွားတယ်ဗျာဒီကောင်းတဲ့ low kick တွေတိုင်ခတ်တာဗျာ low kick ခတ်တဲ့နေရာမှာတော့ကျွန်တော်က Alicia Rodriguez ကိုပိုကြိုက်တယ်ဗျာဘာလို့လဲဆိုတော့သူ့ရဲ့ low kick တွေကပိုပြီးအားပါတယ်လို့ကျွန်တော်ပွဲထဲမှာကြည့်ရတာပိုပြီးခံစားမိတယ်ဗျာကြည်ကြရဲ့ low kick တွေကအားပါခဲသည့်တိုင်အောင် Alicia Rodriguez ကိုမတိုးတာလားဒါမှမဟုတ် Alicia Rodriguez ရဲ့ low kick တွေကပဲပတ်ကြည့်ကြဖို့ပိုပြီးတော့ထိရောက်စေရလားဆိုတာကတော့သူတို့ပြိုင်သူတို့ပဲသိကြလိမ့်မယ်ဗျာအဲ့ဒါနဲ့ပတ်ကြီးကြက hack kit တွေစကန်လာတယ်ဗျာအဲ့အချိန်မှာ Alicia Rodriguez က6ကိုဖမ်းပြီးတော့တိုက်လိုက်တဲ့ဒူးတစ်ချက်ကပတ်ကြီးကြရဲ့ body ထဲကိုဝင်သွားတာပတ်ကြီးကြတော်တော်အောင့်သွားပုံရတယ်ဗျာအဲ့ချက်ကနေသူစပြီးတက်လုံပြိုတယ်လို့မြင်တယ်ပြီးတော့ Alicia Rodriguez ရဲ့အချိန်မှာတိုက်တဲ့ဒူးတွေကလုံးဝကြောက်စရာကြီးဗျာကြားကြီးရဲ့အားလို့တော့ထင်ရတယ်ဗျာ Alicia Rodriguez ကအလောက်တော့အားပြင်းတာဗျာပတ်ကြီးကြတော်တော်ခံနိုင်ရှိလို့သာသူလုံးဝမတူဆဲသွားတာအချိန်ကစပြီးပတ်ကြီးကြကကောင်းတာတွေပဲစောင့်ထိုးရတော့ဗျာဒီလိုနဲ့တတိယချီရောက်သွားတယ်ဗျာတတိယချီမှာလည်းအဲ့လိုပဲပတ်ကြီးကြက Frantic ချက်ကန်တာနဲ့ Alicia Rodriguez က6ကိုဖမ်းပြီးတော့တိုက်တဲ့ဒူးက body တွေကိုတောက်လျှောက်ဝင်တာဗျာဒီလေးဝင်ုံနေမကဘူးသူကမွေတိုင်းဆွတ်ကိုပါအလှလေးကြီးလုံးပြသွားတာဗျာတကယ်မွေတိုင်းဆိုတာဒီလိုဆောရတယ်ဆိုပြီးပက်ကြီးကြောင်ကိုပြန်တင်ပေးနေတယ်ပဲဗျာတကယ်ကောင်းတဲ့ရိုင်းဆွတ်ကိုလုံးပြတာဗျာသူ့အနေနဲ့မွေတိုင်းကိုဘလောက်တောင်ကျင်းညံထားလဲဆိုတာကိုပြတာတဲ့ကျွန်တော်ကတော့မြင်တယ်အဲ့လိုနဲ့စတုထကြီးလည်းရောက်သွားရောစတုထကြီးရောက်သွားတော့ပက်ကြီးကြာကနည်းနည်းလိုက်ထိုးလာဗျာရှာရိုဒိုကွက်လည်းနည်းနည်းတော့ကျသွားတယ်ဗျာပက်ကြီးကြာရဲ့ right လက်သီးတွေကလည်းရန်ကောင်းတော့တစ်ချက်ရှာရိုရီကွက်တောင်းနေတက်သွားတာဗျာတော်တော်ခံနိုင်ရှိလို့သာသူမလဲကျသွားတာပြီးတော့ထုံးတဲ့အတိုင်း clinch တွေဝင်လာပြီဆိုတာနဲ့ Alicia Rodriguez ကသူ့ရဲ့ဒူးတွေတိုက်တဲ့အနေထားကအဲ့ဒူးတွေကပဲဒီပွဲကို Alicia Rodriguez ကိုတားစီတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါနဲ့စတုထကြီးလည်းပြီးသွားတယ်ဗျာဆုံးချီမှာတော့နှစ်ယောက်လုံးကတော့တက်လုံပြိုနေပြီဒါပေမဲ့ Alicia Rodriguez ကတောက်လျှောက်လိုက်ထိုးတဲ့အနေထားမှာပတ်ကြီးကမှာပိုင်းကဒူးတွေတိုက်ထားတော့သူ့အနေနဲ့ကလုံးဝတက်လုံသွားပြီဗျာအဲ့အကြောင်း Alicia Rodriguez ကပဲတောက်လျှောက်ထိထိုးရင်းနဲ့တတိယချီနောက်ဆုံးချီကလည်းပြီးဆုံးသွားတယ်ဗျာတော့အမြင်ကတော့ဒီပွဲမှာ Alicia Rodriguez ကတော်တော်တာတယ်လို့မြင်တယ်အဲ့ကိုတော့ဒိုင်းတွေကသူတို့ထိုင်းဖြစ်နေတော့ကနှစ်ယောက်က Alicia Rodriguez ကိုအနိုင်ပေးတယ်ဒိုင်းတစ်ယောက်ကတော့ပတ်ကြီးချကိုအနိုင်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ split decision နဲ့ Alicia Rodriguez ကနိုင်သွားတယ်ဒါကြောင့် Alicia Rodriguez အနေနဲ့သူ့ရဲ့ champion ကပတ်ကိုကာကွယ်လိုက်နိုင်တယ်
လက်ပြီးတော့ Alicia Rodriguez အနေနဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်သူဖြစ်လာမလဲကျွန်တော်တို့ fighter Veronica မြင်လားဟုတ်မို့ Alicia Rodriguez ကသူပြောနေတဲ့ MMA ကိုပဲဆက်ထိုးတော့မှာလားထိုင်းကသူ့အနေနဲ့ဆင်ရတာနဲ့ဆိုပြီးအစာပိုင်းက interview တွေမှာထွက်လာတဲ့ဘောရ Alicia Rodriguez ရဲ့ရှေ့ဆက်လာကဘယ်လိုဖြစ်လာမလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားဖို့တော့ကောင်းနေပြီဗျာကျွန်တော်ပြောတဲ့အကြောင်းလေးကိုကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ဗျာကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ပေးကြပါဦးဗျာအားလုံးကိုကြည့်